မင်္ဂလာပါရှင်ဒေါ်ကြီးစပါတကော International School ရဲ့ဒီကိုပါရှင်ဒီနေ့ကပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပါတယ်ကမ္ဘာလုံးကအမျိုးသမီးတွေရဲ့ကျူးစာအထောက်မှုရဲ့ဆွမ်းဆောင်ရည်ကိုဂုဏ်ပြုတဲ့နေ့ဆိုလဲမှားပါဘူးရှင်ဒီနေ့မှာကြာရောက်တဲ့2025ခုနှစ်ရဲ့ပြည်ပဆိုင်ရာအမျိုးသမီးများနေ့ကို Accelerate Action လို့ခေါ်တဲ့လှုပ်ရှားမှုကိုအရှိန်မြင့်တင်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျင်းပကြပါတယ်။နှစ်ပေါင်းများစွာကတည်းကအမျိုးသမီးတွေဟာတူတကွပူးပေါင်းဆောင်ရွက်ပြီးတားဆီးတွေကိုကျော်လွှားခဲ့ကြပါတယ်။ယနေ့ထက်တိုင်လည်းဒီဗဟုသုတအသိပညာတွေစွမ်းရည်တွေကိုအသုံးချပြီးကဘာကြီးကိုပုံမကောင်းမွန်တဲ့နေရာတစ်ခုဖြစ်အောင်အရှိန်ဟုန်နဲ့ပြောင်းလဲလျက်ရှိပါတယ်ရှင်ဒီကို International School မှာကြောက်တက်ကြမဲ့သမီးလေးတွေအလုပ်တူလုပ်ကြမဲ့မျိုးသမီးတွေအတွက်ပုံမကောင်းမွန်တဲ့ခွင့်ရတူညီသောနာဂတ်တစ်ခုကိုဖန်တီးပေးမှာဖြစ်ပါတယ်။နောက်လာမယ့်နာဂတ်မှာမျိုးသမီးတွေရဲ့အိမ်မက်တွေဒီမန်းချက်တွေကောင်းထည်ပေါ်လာဖို့တကော International School နေနဲ့အရှိန်ဟုန်နဲ့တက်နိုင်သမျှပံ့ပိုးပေးသွားပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။